နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကြားဖြန့်ဂိုင်းကျုပ်တွေပမာရှိနေလေပေါ့ကြားဖြန့်ဂိုင်းကျုပ်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့တွက်ချက်လို့ရတဲ့အနေအထားရှိတယ်အဲ့တော့ကြားဖြန့်တဲ့ပတ်သက်ရင်တော့ခင်ဗျားတို့လည်းနားတွေလည်းတော်ရင်းနေပြီကျွန်တော်တို့ဒီနေဆက်ဒေသရဲ့မတည်မငြိမ်မှုတွေကြောင့်ကျွန်တော်အတွင်းပိုင်းဒီပါကျွန်တော်လှုပ်ခတ်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကဲဧရိယာမှာဖြစ်ခဲ့တဲ့ကျွန်တော်ကြားဖြန့်ကိစ္စတွေလက်ရှိလည်းကျွန်တော်တို့ဆက်ဖြစ်တယ်ဗမာဆက်ဖြစ်လို့ဆိုဒီထိုင်းမြန်မာနေဆက်မှာဆက်ဖြစ်တယ်အဲ့တော့ဒီရဲ့ကျွန်တော်တို့ရင်းမြစ်ကဘယ်ဟာတွေလဲဒီဂိုင်းကျုပ်တွေကဘယ်ဟာတွေလဲအဲ့တော့ခင်ဗျားတို့ဒီကြားဖြန့်လုပ်ငန်းကြီးလက်ပတ်ဖို့ဆိုရင်ကြားဖြန့်လုပ်ငန်းကြီးလက်ပတ်ဖို့ဆိုရင်လူစွမ်းအရင်းမြစ်တွေလိုတယ်နံပါတ်1ကကျွန်တော်တို့ဒီကြားဖြန့်လုပ်ငန်းလက်ပတ်ဖို့အတွက်မြေနေရလိုတယ်မြေနေရလိုတယ်နံပါတ်3ကဒီကြားဖြန့်တွေလက်ပတ်ဖို့အတွက်အဆောက်အဦဆောက်လုပ်ဖို့အတွက်သူ့ရဲ့ကျွန်တော်တို့အခြေခံအိမ်ဆောက်ပစ္စည်းတွေလိုတယ်အဆောက်အဦဆောက်တဲ့ပစ္စည်းတွေလိုမယ်နံပါတ်4ကဒီလူတွေစားဖို့အတွက်ရိတ်ခါတွေလိုတယ်နံပါတ်5ကဒီကြားဖြန့်လုပ်ငန်းကြီးလက်ပတ်ဖို့အတွက်ကျွန်တော်ကွန်ပျူတာတွေလိုတယ်ဖုန်းတွေလိုတယ်ပြီးကျွန်တော်အင်တာနက်တွေလိုတယ်စက်သုံးစီတွေလိုတယ်စံရိတ်ခါတွေလိုတယ်ဒါတွေဘယ်ရနေလဲပြီးကျွန်တော်ဒီရန်ရာကြီးကြားဖြန့်လုပ်ငန်းကြီးရန်ရာကြီးလက်ပတ်ဖို့အတွက်ငွေကြေးလွှဲပြောင်းမှုဘဏ်စနစ်တွေလိုတယ်ပစ္စည်းတွေဝယ်တဲ့အခါမှာကျွန်တော်ရှိရတင်ပြတဲ့ပစ္စည်းတွေဝယ်တဲ့အခါမှာဆာလာကြီးထားပြီးတော့ဒါတွေလိုချင်တယ်လို့ဝယ်တာမဟုတ်ဘဏ်စနစ်နဲ့သွားတာဒီဘဏ်တွေဘယ်ရဖြတ်တတ်နေလဲခင်ဗျားတို့စဉ်းစားကြည့်လိုက်ခင်ဗျားတို့စဉ်းစားရင်ဒီရဲ့လက်တွေကဘယ်သူလဲဆိုတာခင်ဗျားတို့တစ်ခါတည်းအဖြေထုတ်ပြစားဖြစ်လိမ့်မယ်အဲ့တော့ဒီကြားဖြန့်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်တင်ပြပါမယ်ဒီရဲ့ဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်နဲ့ပတ်သက်ရင်ကမ္ဘာမီဒီယာတွေမှာရေးသားနေတယ်ပြီးတော့ဒေတာတွင်းမီဒီယာတွေအဲ့တော့ထိုင်းတို့အခြားသောကျွန်တော်တို့အာဆီယံနိုင်ငံတွေလည်းဒီအခြေအနေနဲ့ပတ်သက်ပြီးရေးတယ်အခြားသောကျွန်တော်တို့ကမ္ဘာနိုင်ငံတွေမှာရှိတဲ့နိုင်ငံတွေလည်းသူရဲ့သက်ဆိုင်ရာသူရဲ့မိခင်ဘာသာတွေနဲ့ဒီကြားဖြန့်ကိစ္စကိုရေးတယ်မြန်မာစာနဲ့ရေးသားထုတ်ဝေတဲ့မြန်မာသတင်းဌာနတွေလည်းဒီကြားဖြန့်ကိစ္စနဲ့ရေးတယ်အဲ့တော့ကြားဖြန့်ရဲ့ဒီနေရာကကျွန်တော်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အနီးမှာရှိတယ်မြောက်ရီမြို့အနီးမှာအားလုံးကကျွန်တော်တည်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ KK Park area ကတော့ဒီမြောက်ရီရဲ့တောင်ဘက်ခြမ်းမှာတည်ရှိတယ်မြောက်ရီရဲ့မြောက်ဘက်ခြမ်းမှာတော့ကျွန်တော်ရွှေကုတ်နေမြေရှိတယ်မြောက်ရီရဲ့ကျွန်တော်တောင်ဘက်စွန်းမှာတော့ကြောက်ခတ်နေမြေတွေရှိတယ်အဲ့ဒီတကြောလုံးကကြားဖြန့်နေပဲရခင်ကဒီနေရာတွေကကျွန်တော်တာယာလှပတဲ့နေရာတွေပါအဲ့ဒီ area ကိုလည်းအကြမ်းဖက်အုပ်စုတွေပဲထိချုပ်ခဲ့တာပါဘယ်သူတွေထိချုပ်လဲဆိုရင်ကျွန်တော်တို့ဒီ KNU KNL ထိချုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါငင်းယူရတဲ့ KNL နိုင်ငံအဖွဲ့တွေထိချုပ်တယ်ပြီးတော့ကျွန်တော် BGF အဖွဲ့ထိချုပ်တယ်ဒီအုပ်စုတွေထိချုပ်တာပေါ့ဒီထိချုပ်တယ်အဲ့တော့ကျွန်တော်ရှေ့ကတင်ပြခဲ့သလိုပဲဒီကြားဖြတ်လုပ်ငန်းကြီးရန်တရားကြီးလက်ပတ်ဖို့အတွက်အသုံးပြုတဲ့ကွန်ပျူတာတွေအားလုံးဘယ်ရောက်လဲဆိုခင်ဗျာကျွန်တော်တို့လာမြန်မာပြည်တွင်းမှာရှိတဲ့ KMDL လည်းဝယ်တာမဟုတ်ဘူးပြည်တွင်းမှာရှိတဲ့လာကျွန်တော်တို့ကုမ္ပဏီတွေကနေဝယ်တာမဟုတ်ဘူးထိုင်းကနေသွင်းတယ်ထိုင်းကနေဝယ်တယ်ပြီးဒီကြားဖြတ်လုပ်ငန်းသားမှာအသုံးပြုတဲ့ကျွန်တော်မိုဘိုင်းဖုန်းတွေအားလုံးကခင်ဗျာဒီပြည်တွင်းမှာရှိတဲ့နာမည်ကြီးတဲ့ဖုန်းဆိုင်တွေနဲ့ဝယ်တာမဟုတ်ဘူးထိုင်းကနေဝယ်တယ်ဖုန်းတွေထိုင်းရဝယ်တယ်အဲ့တော့ဒီကောင်းတွေကျွန်တော်တို့ဒီဖုန်းတွေကွန်ပျူတာနဲ့ဆက်သွယ်ဖို့အတွက်အင်တာနက်ကိုထိုင်းရရောင်းပေးတယ်ဒီစိုက်ရန်တရားကြီးလဲပတ်ဖို့တဲ့ကျွန်တော်လျှက်စစ်မီလို့လေလျှက်စစ်မီကိုလည်းထိုင်းရရောင်းပေးတယ်ပြီးဒီမှာရှိတဲ့ဒီကြားဖြတ်လုပ်ငန်းတွေခင်ဗျားတို့မြင်နေရတဲ့လက်ရှိဒီတက်မတော်ဖြိုချနေအဆောက်အဦတွေတက်မတော်ဖြိုချနေအဆောက်အဦတွေအားလုံးကဒီအဆောက်အဦတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လိုင်စီယန်အင်ဂျင်နီယာကတ်ထွိုက်တွေနဲ့လိုင်စီယန်အင်ဂျင်နီယာတွေဆောက်လုပ်တာမဟုတ်ဘူးထိုင်းမှာရှိတဲ့လုပ်ငန်းရှင်ထိုင်းမှာရှိတဲ့လုပ်သားတွေကနေပြီးတော့ကျွန်တော်ဆောက်လုပ်တာဒီမှာရှိတဲ့ကျွန်တော်တို့ဒီဆောက်လုပ်ရေးပစ္စည်းအားလုံးကလည်းမြန်မာပြည်တွင်းကနေမြောက်ဝတီရောက်လာတာမဟုတ်ဘူးထိုင်းဘက်ကနေတောင်ရင်မြစ်ကူးတော့မြောက်ဝတီကိုရောက်လာတာရှင်းလေးပဲပြီးတော့ကျွန်တော်ဒီမှာစားဖို့တောက်ဖို့လူတွေစားလူတွေရှိတော့ဗျာလူတွေဒီဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့ဒီကြားဖြတ်အဆောက်အဦတဲဖို့အတွက်ဖြစ်လာတဲ့ကျွန်တော်တို့ရောက်လာတဲ့လူတွေစားဖို့တော့ကလည်းထိုင်းရပဲပံ့ပိုးပေးတာခင်ဗျာရှင်းလေးဒါကြီးကခင်ဗျာထိုင်းအစိုးရအဖွဲ့တနည်းအားဖြင့်ထိုင်းနိုင်ငံရဲ့ပါဝင်ပတ်သက်မှုမရှိရင်ကျွန်တော်ဒီကြားဖြတ်လုပ်ငန်းတွေဖြစ်မလာဘူးနောက်တစ်ချက်ကကျွန်တော်ရှိရတင်ပြတဲ့ဒီမြောက်ဝတီမြို့တကြောမှာရှိတဲ့ area တွေအားလုံးကလက်နက်ကင်အဖွဲ့တွေထိန်းချုပ်ထားတာကြီးပဲတက်မတော်မှာကျွန်တော်ဒီနေရာကိုသွားဖို့ဆိုရင်စစ်စင်ကိုကျွန်တော်တို့လုံးဝကျွန်တော်တို့အကုန်ရှင်းလင်းမှသွားလို့ရတယ်ဒီတိုင်းသွားရင်ခင်ဗျာပျောက်သွားတယ်ဒါတွေကကျွန်တော်တို့လက်နက်ကင်အဖွဲ့တွေနဲ့ထိုင်းအစိုးရတနည်းအားဖြင့်ထိုင်းအစိုးရကနေကြောတော့တော့ခံပေးထားတဲ့လုပ်ငန်းရှင်တွေကဝင်ပြီးတော့ချဲလိုက်တာဒီလုပ်ငန်းတွေဖြစ်လာတာကကျွန်တော်2021ကာလမှာဖြစ်လာတယ်ဒါကျွန်တော်မှတ်တမ်းအနေနဲ့ကျွန်တော်တို့ဒါလေ့လာတဲ့အခါမှာ2021ကာလမှာဖြစ်လာတယ်2021နောက်ပိုင်းမှာကျွန်တော်ကြီးလာတယ်ပေါ့ဗျာကြီးလာတယ်ပြီးရင်ကျွန်တော်ဒီလုပ်ငန်းတွေ level ဖို့တော့ဘန်စနစ်ကကျွန်တော်ဒီပြည်တွင်းမှာရှိတဲ့စီဝါဘဏ်ကိုအသုံးပြုတာလည်းမဟုတ်ဘူးဒါအစိုးရဘဏ်ပေါ့ပြီးရင်ကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့ပုဂ္ဂလိကဘဏ်တွေပေါ့ခင်ဗျားတို့သိရလားကမ္ဘောဇာတို့ ARD တို့အခြားသော CB ဘဏ်တို့အခြားသောဘဏ်တွေရှိပါတယ်ဒီဘဏ်တွေရဲ့စာပါကိုဖြတ်သန်းတာမဟုတ်ဘူးထိုင်းအာဏာပိုင်ထိုင်းအစိုးရရဲ့ထိန်းချုပ်မှုအောက်ထဲမှာရှိတဲ့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ထိုင်းရဲ့ဘဏ်တွေကနေဖြတ်သန်းပြီးဒီငွေကြေးစနစ်ကိုလက်ပတ်တာသူရဲ့ကျွန်တော်တို့ငွေဖြူတွေငွေမဲတွေလည်းဒီထိုင်းရဲ့ဘဏ်စနစ်ကိုပဲလက်ပတ်တာပဲပြီးသွားရင်ဒီပေါ့ဗျာဒီ
ဒီကြားပြလုပ်ငန်းထဲမှာပါဝင်ပတ်သက်တဲ့ကမ္ဘာနိုင်ငံကနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေပေါ့အများဆုံးတရုတ်နိုင်ငံသားတွေအားလုံးကဒီမြောက်ပြည်မြို့အနီးမှာရှိတဲ့ကြားပြလုပ်ငန်းတွေနေရာကိုရောက်ဖို့အတွက်ကကျွန်တော်တို့ရန်ကုန်ပြည်ပြည်ဆိုင်လေဆိပ်မန္တလေးပြည်ပြည်ဆိုင်လေဆိပ်ကနေပြီးတော့တဆင့်ရောက်ခဲ့တာမဟုတ်ဘူးထိုင်းလေဆိပ်ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ထိုင်းလေဆိပ်ပေါ့ဗျာထိုင်းရဲ့လေဆိပ်ဒီအပြည်ပြည်ဆိုင်လေဆိပ်ကနေတဆင့်ထိုင်းနိုင်ငံကိုဖျက်တိုင်းပြီးတော့တောင်ပြည်မြို့ကိုကူးရမှာဒီကိုရောက်လာတာအဲ့တော့ဒီရဲ့ကျွန်တော်ကြားပြလုပ်ငန်းတွေရဲ့ရန်တရားတွေနဲ့ပတ်သက်ရင်ထိုင်းအာဏာပိုင်ဖွဲ့တွေပါတယ်ထိုင်းအာဏာပိုင်ဖွဲ့တွေပါတယ်ပြီးရင်ကျွန်တော်တို့ထိုင်းရဲ့လုပ်ငန်းရှင်တွေပါတယ်ဒီအကျိုးမြတ်ကိုရရှိခဲ့တာကကျွန်တော်ထိုင်းနိုင်ငံပဲရရှိခဲ့တာကျွန်တော်တို့ကဒုက္ခတွေပဲရရှိခဲ့တာခင်ဗျဒုက္ခတွေပဲလေဗျာခင်ဗျားကလည်းဒုက္ခတွေပဲရခဲ့တာခင်ဗျားကြည့်လိုက်ခင်ဗျားဒီမြန်မာနိုင်ငံလုံးရိုက်ကြည့်လိုက်ခင်ဗျားအမှ Google မှာရိုက်ကြည့်လိုက်ခင်ဗျားကြားဖြန့်လို့ရိုက်ကြည့်လိုက်ခင်ဗျားတပုံကြီးကြာလာဒါကျွန်တော်လက်ရှိတာပဲလက်ရှိတာပဲအဲ့တော့အဲ့မှာဆက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာကဒီ KNU ဖွဲ့နဲ့ခုနကကြားဖြန့်အုပ်စုတွေနဲ့ကျွန်တော်တို့လက်မှတ်ရေးထိုးခဲ့တာက2022ခုနှစ်မှာမြောက်ဝတီမဲထော်သလေးဒေသ KK ပတ်နယ်မြေကို KNU ကဒီကြားဖြန့်လုပ်တဲ့အဖွဲ့နဲ့ဒီမြေငါးစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်ပေါ့လက်မှတ်ရေးထိုးခဲ့တာကကျွန်တော်တို့ software ထိုးဝင်တက်ရှိဒီ KNU ဥက္ကဋ္ဌသူနဲ့ကျွန်တော်တို့စီဝါရေးသူရဲ့ဒီစီဝါရေးတောင်ခံဖြစ်တဲ့စောရောကြခင်ပေါ့သူတို့အုပ်စုကလက်မှတ်ရေးထိုးခဲ့တယ်သူတို့ကမြေငါးခဲ့တာဒီလူတွေမသိစရာအကြောင်းမရှိဘူးအခုမှအတန်ကောင်းခဲ့တာမသိစရာအကြောင်းမရှိတာဒီလူတွေပဲလက်မှတ်ရေးထိုးခဲ့တာပဲအဲ့တော့ဒါနဲ့ပတ်သက်ရင်ခင်ဗျာဘန်စနစ်တွေအားလုံးကလည်းဒီထိုင်းရဲ့ဘန်တွေကိုပဲလက်ပတ်တာပဲဘလောက်ဆိုးလဲဗျာခင်ဗျာအိန္ဒိယချင်းနိုင်ငံကျွန်တော်တို့ထိုင်းနိုင်ငံနဲ့ပတ်သက်ခင်ဗျာကြီးလည်းဘလောက်စိတ်ဆိုးဖို့ကောင်းလဲဆိုရင်စိတ်နာဖို့ပေါ့ဗျာစိတ်ဆိုးတာလည်းပို့တော့စိတ်နာဖို့ဘလောက်ကောင်းလဲဆိုရင်ခင်ဗျာတို့ကျွန်တော်တို့ရဲ့ဒီအညာဒေသမှာကျွန်တော်တို့ရဲ့နိုင်ငံတွင်းမှာရှိတဲ့အနုတုကုမလက်ရာတွေကိုခင်ဗျာခိုးပြီးသူတို့ကဝယ်တယ်သူတို့မဝယ်ဘဲနဲ့အဲ့ဒီလိုဖမ်းပြီးကျွန်တော်နိုင်ငံပြတ်ဖို့ကြည့်ပါလားကျွန်တော်နိုင်ငံထဲမှာရှိရဲ့ရှေးအောင်အနုတုကုမလက်ရာတွေထိုင်းဘက်ကိုရောက်သွားကြအကြောင်းမရှိဘူးနောက်တစ်ခါကျွန်တော်တို့ရှေးအောင်စီးရီတော်တွေဖက်ရားတွေဒီမှာဒီပြည်တွင်းမှာရှိတဲ့ပြည်တွင်းကနေခိုးပြီးတော့ထိုင်းကဝယ်ပြီးသူ့ပစ္စည်းလုပ်တယ်သူတို့ရည်ကြည်မှုလုပ်တယ်ခင်ဗျအကေမြလာထိုင်းအစိုးရကမြထိုင်းအာဏာပိုင်တွေကမြဒီမှာမြန်မာနိုင်ငံဘက်ကလာတယ်ဒီမှာမောင်ကိုပစ္စည်းတွေသူတို့ဖမ်းထားတယ်ပြန်လွှဲပေးကြည့်ပါလားခင်ဗျလက်ရှိခင်ဗျကျွန်တော်တို့ရဲ့အဲ့ဒါကျွန်တော်တို့ဘိုးဘွားအမွေနှစ်တွေဖြစ်တယ်ကျွန်တော်တို့အနုတုကမလက်ရတယ်ပျောက်ပြတ်သွားကြတယ်အကြောင်းမရှိဘူးနောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံသားအချို့ကမျိုးချစ်စိတ်နေတာလည်းပါတော့ဗောဗျာကျွန်တော်သူများအဖြစ်တင်မဲ့သူကျွန်တော်တို့နိုင်ငံသားအချို့ရဲ့မျိုးချစ်စိတ်နဲမှုလည်းပါတော့ဗောနောက်တစ်ခါတော့ဗျာကျွန်တော်တို့ရှေးအောင်တို့စင်းလူတော်တွေထားမလာတွေဖောက်တယ်ဆိုရင်ပေတန်လို့တော့ပေးကြည့်ပါလားကြောက်တောင်သွားအောင်မခင်ဗျတချို့ကိစ္စတွေရက်ဆက်မှရတာမရက်ဆက်လို့မရဘူးလက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်ကကြားဖြတ်တဲ့ပတ်သက်ရင်ရှေးကာလတွေမှာလည်းကျွန်တော်တို့ဒါတရုတ်နိုင်ငံပါဝင်အခြားသောနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်ထပ်ပြီးအရှိန်မြင့်တာက2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပတဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်ကျွန်တော်6နိုင်ငံပူးပေါင်းပြီးတော့ဒီကြားဖြတ်ကိုကျွန်တော်တို့နှိမ်နင်းဖို့ပြီးရင်ကျွန်တော်တို့ပုံပို့ပြီးတော့ကျွန်တော်တို့ဒါအားသုံးကိုယ်ဆိုင်နှိမ်နင်းမှုနဲ့ကျွန်တော်တို့သဘောတူညီခဲ့တာရှိတယ်အဲ့ဒီအစည်းအဝေးမှာကျွန်တော်တို့ဒီပြည်ထရေးဒုဝန်ကြီးကိုယ်တိုင်တွားတက်ရောက်ခဲ့တယ်ကျွန်တော်ကြားဖြတ်အခြေအနေပေါ့ဗျာအဲ့တော့ကြားဖြတ်နဲ့ပတ်သက်ရင်တကယ်လက်တွေကကျွန်တော်တို့ထိုင်းနိုင်ငံပါခင်ဗျားတို့စဉ်းစားကြည့်ပါဒီလူတွေကခင်ဗျားကလည်းကျုပ်တို့နိုင်ငံလေဆိပ်ကဝင်လာမှာမဟုတ်တာကျုပ်တို့လေဆိပ်ကဝင်လာတာမဟုတ်ဘူးလေဗျာခင်ဗျားဒီထိုင်းဘက်ကပဲဝင်လာတာပဲလက်ရှိလည်းခင်ဗျားတက်မတော်ကခင်ဗျားနှိမ်လိုက်ကောအဲ့ဒီကြားဖြတ်အုပ်စုဘယ်ပြေးလဲခင်ဗျားသူလာရလမ်းတိုင်းပဲပြန်တာပဲသူတို့လာရလမ်းတိုင်းပြန်တာပဲခင်ဗျားတို့လူတိုင်းမှာခင်ဗျားတို့အားလုံးကလာရလမ်းပဲပြန်ကြတယ်အခုခင်ဗျားပြည်ပမှာရှိတဲ့အလုပ်လုပ်ကိုင်နေတဲ့ကျွန်တော်နိုင်ငံသားတွေနှစ်ပြည့်တဲ့အခါမှာသူတို့လာရလမ်းဖြစ်တဲ့မိခင်စီကိုပဲပြန်ရတာပဲကိုယ့်ရဲ့ကိုနေထိုင်ရာရွာကိုပဲပြန်ရတာပဲကိုနေထိုင်ရာမြို့ကိုပဲပြန်ရတာပဲလက်ရှိခင်ဗျားဒီကြားဖြတ်နေတာဘယ်ပြန်လို့ထိုင်းဘက်ကိုပဲပြန်တယ်တောင်မြစ်ကိုပဲထိုင်းဘက်ကိုပြန်ကူတယ်အဲ့ဒါသူတို့လာရလမ်းပဲလက်ရှိမှာကျွန်တော်တို့ဒီတက်မတော်ကနေပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ30ရက်ကနေပြီးတော့2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ထိမြန်မာနိုင်ငံအတွင်းတနည်းအားဖြင့်ကြားဖြတ်ဧရိယာတွေကိုတရားမဝင်ရောက်ရှိလာခဲ့နိုင်ငံသား12689ကိုထိန်းသိမ်းပြီးတော့ဒါကျွန်တော်တို့ပြန်ပြီးတော့လွှဲပြောင်းပေးတာရှိတယ်လွှဲပြောင်းပေးနေတယ်ပေါ့ဗျာလွှဲပြောင်းပေးနေတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့အစောအဦးတောက်လျှောက်ဖြိုချနေတယ်လက်ရှိကျွန်တော် KK ဘတ်နယ်မြေအတွင်းမှာရှိတဲ့တရားမဝင်အစောအဦးအားလုံး635လုံးကိုရှင်းတယ်ပြီးရင်ကျွန်တော်ရွှေကိုးနယ်မြေထဲမှာရှိတဲ့18ထက်ခင်ဗျားညလုံးနဲ့မြင်ကြည့်တယ်နော်18ထက်အစောအဦးတစ်လုံးကိုဖြိုချပလိုက်ပြီးပြီးရင်ကျွန်တော်9ထက်အစောအဦး4လုံးပြီးရင်ကျွန်တော်တို့73ထက်အစောအဦး1လုံးပြီးရင်ကျွန်တော်6ထက်အစောအဦး4လုံးဟောဒါလေးကျွန်တော်တို့တောက်လျှောက်ဖြိုချဖျက်ဆီးပြီးသွားပြီဆက်လက်ပြီးတော့ဖြိုချဖျက်ဆီးရရှိတယ်